အားလုံးပဲမင်္ဂလာပါဗျာယနေ့ထိုင်းနိုင်ငံမှာဖြစ်သွားတဲ့မြန်မာပြည်သားစိတ်မကောင်းစရာတဲ့တင်းတစ်ပုတ်ကိုကျွန်တော်ပါတာပြန်တင်ဆက်တွေးပေးသွားမှာဖြစ်ပါတယ်ဗျာ9လပိုင်း2025 31ရက်နေ့မှာတဲ့9လပိုင်း31ရက်နေ့မနေ့ကဖြစ်သွားတဲ့တင်းเนาะ9နာရီ20မိနစ်အချိန်မှာ9နာရီ20မိနစ်34စက္ကန့်အချိန်မှာမြန်မာပြည်သားအလောက်ကနေပြန်လာတဲ့လုပ်ငန်းကနေပြန်လာတဲ့မြန်မာပြည်သားတည်င်းပေါ့ပြောမယ်ဆိုရင်အဲ့ဒီလုပ်ငန်းကားကအလောက်ကနေပြန်လာတယ်ယထာလမ်းကိုသူကဖြတ်ဖို့နာရိုမစ်ဆော်နုံကိုသူကဖြတ်ဖို့အဲ့ဒီယထာဂိတ်ကိုသူကဖြတ်ဖို့ယထာအလာမှာကားလေးဖြတ်သွားတယ်ပြောမယ်ဆိုကျွန်တော်စိတ်ထင်တော့ယထာသူကတည်င်းထဲမှာထိုင်းတည်င်းထဲမှာထုတ်ပြန်ထားတော့သူကထိတ်လက်တို့ခုံချသွားတဲ့တဘောကျွန်တော်စိတ်ထင်ဒီလိုကားအဖြတ်မှာယထာဟွန်တီးတာဖြစ်မယ်ယထာဟွန်တီးတော့ဟွန်တန်เนี่ยကျဲတယ်လေယထာတချို့ကသူကလက်ပြီးတော့ခုံချသွားတာဖြစ်မယ်ကျွန်တော်စိတ်ထိန်တော့ကားပေါ်ကခုံချတယ်ယထာလေလာတာပြောမစို့9ယောက်ပေါ့ခုံချလာတာ4ယောက်ကတော့လွတ်သွားတယ်အဲ့ဒီအမတယောက်ကတော့အမမိဖြူဖြူအသက်29နှစ်ပေါ့သူကပြောမစို့တမ်ဖြူစရက်မွန်ပြည်နယ်ဘက်ကပဲဖြစ်မယ်သူကတမ်ဖြူစရက်ဆိုတော့မွန်မျိုးပဲဖြစ်မယ်အဲ့ဒီအမတယောက်ကမိဖြူဖြူเนาะသူနာမည်အသက်22ခွန်ပြောမစို့သူခုံချလိုက်တာအဲ့ဒီယထာလမ်းပေါ်မှာပြောမစို့သူကြံသွားတယ်ပေါ့ယထာလည်းလာဆိုယထာကြိတ်မိသွားတယ်အသက်ဆုံးသွားတယ်ပြန်ပြီကွာကျွန်တော်မြန်မာပြည်သားတယောက်စိတ်မကောင်းစရာပဲเนาะဒီလိုပဲထိုင်းနိုင်ငံမှာယထာလမ်းသူကသူလာတာယထာလမ်းသူဂိတ်မဟုတ်သူကမနာဘူးကားလေအတင်းဖြတ်တာဖြစ်မယ်တကားလေတင်းဖြတ်ယထာလေးလာယထာလေဟွန်ဆက်တီလို့ဖြစ်မယ်အဲ့ဒီအမတွေကလည်းခုံချလက်ပြီးတော့ခုံချသွားတာပေါ့4ယောက်တော့လို့ပါတယ်1ယောက်တော့ဆုံးသွားစိတ်မကောင်းစရာတည်းပဲဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့YouTube channel Facebook နဲ့ TikTok channel ကိုလည်း like and follow လေးလုပ်ပေးကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ